အရေးကြီးတဲ့သတင်းချက်လက်တွေကိုလူတွေမှတ်မိအောင်ဘယ်လိုပြောမလဲအရေးကြီးသတင်းတစ်ခုကိုပြောပြပါမယ်ဒီနေ့နေ့လည်ခင်းအပူချိန်ကအရန်ပြင်းထန်တဲ့အတွက်အပြင်မထွက်ကြဖို့တတိပေးချင်ပါတယ်မဖြစ်မနေထွက်ရမယ်ဆိုရင်ဒီဆောင်တာရေမကြမကြတောက်ပေးတာရိတ်ကောင်းတဲ့နေရာမှာနေဖို့ဒါတွေလိုအပ်ပါတယ်ဒီလိုပုံစံနဲ့အရေးကြီးသတင်းတစ်ခုကိုပြောပြပါမယ်ဒီနေ့နေ့လည်ခင်းအပူချိန်ကအရန်ပြင်းထန်လွန်းတဲ့အတွက်အပြင်မထွက်ကြဖို့တတိပေးချင်ပါတယ်မဖြစ်မနေထွက်ရမယ်ဆိုရင်တော့ထီဆောင်တာရေမကြခဏတောက်ပေးတာအရိတ်ကောင်းတဲ့နေရာတွေမှာနေပေးတာဒါတွေကိုပြုလုပ်ပေးဖို့လိုအပ်ပါတယ်ဒီလိုပုံစံဘာကွာလဲကဲဒီပုံစံ2မျိုးမှာဆိုလို့ရှိရင်ဘယ်ပုံစံကကျွန်တော်တို့အချက်လက်တွေကိုပို့ပြီးတော့မှတ်မိရလွယ်တဲ့ပုံစံဖြစ်မယ်လို့မိတ်ဆွေတို့ထင်ပါတယ်လေအဲ့တော့အရေးကြီးတဲ့သတင်းချက်လက်တွေပြောတဲ့ခါမှာပဲဖြစ်ဖြစ်ကိုပြောချင်တဲ့အကြောင်းအရာတွေကိုရှင်းရှင်းလင်းလင်းနဲ့နားထောင်နေသူလွယ်လွယ်ကူကူမှတ်မိသွားနိုင်စေဖို့ပဲဖြစ်ဖြစ်ပေါ့လေစကားပြောတဲ့အခါမှာကျွန်တော်တို့ကအဖြတ်အတောက်လေးနဲ့နားပြီးတော့ပြောပေးဖို့လိုပါတယ်အဲ့တော့စကားလုံးတွေကိုတစ်ဆက်တည်းတောက်လျှောက်ပြောသွားမယ်ဆိုလို့ရှိရင်နားထောင်တဲ့သူကအတန်ဒီလိုသာကြားလိုက်ရပြီးတော့ဘာကိုမှတ်လိုက်ရမှန်းမသိဘူးရောထွေးသွားတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စကားလုံးတွေကိုနားတဲ့နေရာမှာနားရမယ်ဖြတ်တဲ့နေရာမှာဖြတ်ရမယ်ပြီးရင်စကားလုံးတွေကိုတကယ်အရေးကြီးတဲ့အချက်လက်တွေဆိုလို့ရှိရင်ပြပြပြောဖို့လိုအပ်တယ်ပြီးရင်လိုအပ်ရင်ဖိပြီးတော့ပြောဖို့လိုအပ်ပါတယ်ပေါ့လေနော်ဒါမှဒါလေနားထောင်နေသူကလည်းသူအရေးကြီးတဲ့အချက်လက်တွေကိုပြောတော့မယ်ဆိုတော့ဒီအာယုံလှုံ့ဆော်မှုကိုရရှိပြီးတော့မှကိုယ့်ရဲ့ပြောဆိုတင်ဆက်မှုကိုပို့ပြီးတော့မှအလေးစိုက်နားထောင်လာတော့မှာဖြစ်ပါတယ်ဒါကြောင့်စကားပြောဆိုတင်ဆက်တဲ့နေရာမှာကျွန်တော်တို့အဖြတ်တောက်လေးနဲ့စကားလုံးတတလေးနဲ့ပြီးတော့လိုအပ်တဲ့နေရာတွေမှာစကားလုံးတွေကိုဖိပြီးတော့ကျွန်တော်တို့ပြောပေးဖို့လိုအပ်ပါတယ်ဗျကဲဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် comment မှာအစုံတစ်ခုမှတ်ပေးခဲ့ပါအောင်ဗျကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လာခဲ့ပါအောင်ဗျ